ကျွန်တော်ဒီတစ်ခုပြကြည့်မယ်ကျွန်တော်လူတွေကဗျာအမှန်တရားကိုကျွန်တော်ခေါင်းနဲ့ထည့်ထားတဲ့အတွေးခေါ်နဲ့အဓိပ္ပာယ်ဖွင့်တယ်ကျွန်တော်တို့တက်ခဲ့တဲ့အကြောင်းအတိုင်းဝိုင်းအတွေ့အကြုံယုံကြည်မှုဒိုင်းနဲ့အဓိပ္ပာယ်ဖွင့်ကြတယ်တချို့လူတွေအတွက်ကြောင့်ပတ်စံရှားတာအရန်ခက်တယ်တချို့လူတွေအတွက်ကြောင့်နီးလန်းတင်ပတ်စံရှားတာအရန်လွယ်တယ်တချို့လူတွေအတွက်ကြောင့်တိုးတက်ပြီးဘာလို့မှလဲတချို့လူတွေကြောင့်မတိုးတက်ဘူးဆိုတာဆုပ်ယုပ်တာပဲတိုးတက်ဖို့လိုတယ်တယောက်နဲ့တယောက်ရဲ့အတွေးခေါ်ပညာချင်းမတူကြဘူးဒီပေါ်မှာမူတည်ပြီးကျွန်တော်တို့ဘဝရဲ့လမ်းကြောင်းတွေရွေးချယ်တယ်မဟာဗျူဟာတွေမတူကြဘူးဒီပေါ်မှာမူတည်ပြီးကျွန်တော် plan တွေသုံးဖြတ်ချက်တွေချကြတယ်တော့အကောင့်တွေပေါ်ကြတယ်ဒီပေါ်မှာမူတည်ပြီးရလက်တွေရတယ်ရလာတဲ့ရလက်တွေပေါ်မှာမူတည်ပြီးကျွန်တော်အစိုးကောင်းအကျိုးအကြောင်း perception တွေကျွန်တော်တို့ပြန်လုပ်ကြတယ်ချို့ချမ်းသာတဲ့လူတွေပိုချမ်းသာလာရဲဆိုတာသူ့ရဲ့အတွေးခေါ်ရှိရဲဒါအောင်သူမဟာဗျူဟာရှိရဲဒါအောင်အကောင့်တွေပေါ်ကြည့်ရဲရလက်ရတယ်ဒီတော့ဘာဖြစ်လဲဆိုရင်ပတ်စံရှားတာလွယ်ဆိုတာပိုဖြစ်လာတယ်ဒီရဲ့ loop ကြီးကလေပတ်သွားတယ်ကျွန်တော်တို့ကအမှန်တရားအမှန်တိုင်းမြင်တာမဟုတ်ပါဘူးကျွန်တော်တို့အမှန်တရားကိုအဓိပ္ပာယ်ဖွင့်တဲ့ philosophy နဲ့မြင်တာဖြစ်ပါတယ်ဒါမှမဟုတ်ကျွန်တော်ကောင်းနေထည့်ထားတဲ့ငွေကြေးနဲ့ပတ်သက်တဲ့အတွေးခေါ်မှငွေကြေးမှာတိုင်ပတ်မယ်အခြေနဲ့ပတ်သက်တဲ့အတွေးခေါ်ထည့်ထားမှအခြေမှာတိုင်ပတ်မယ်အတွေးခေါ်ပြီးချွန်အရေးပေါ်ပြင်ဖို့လိုပါတယ်မိတ်ဆွေတို့ဘယ်လိုမြင်လဲ comment မှာရေးခဲ့လို့ရရင်ရေးခဲ့ပြပါအောင်ဆုံးဖြတ်ကြည့်ပေးကြအောင်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ